Hi ဒီ post ကတော့နင်းကလင်းရဲ့ gym trainer ကို promotion ဆင်းတဲ့ post မှာ appreciate လုပ်တဲ့ post လေးဖြစ်တယ်ပေါ့နော်လင်းရဲ့ gym trainer ကယူရိုးမှာလည်းအဲ့လို trainer ရှိရင်ကွာလာကြွားလို့ရတယ်ကွာဒီလားလင်းရဲ့ gym trainer ရှိလဲမိုက်တယ်ဘယ်လိုမိုက်လဲဆိုတော့သူကလင်းရဲ့ gym ဆော့ရင်ချင်းနာထောင်မှာ motivate တက်တယ်ဆိုတော့သူကချင်းနဲ့ဖွင့်ပေးတဲ့အခါဖွင့်ပေးတယ်ပေါ့နော်ဖွင့်ပေးတဲ့အခါလေးဆိုလဲသူကကိုယ်တိုင် unplug နဲ့အရင်ကချင်းဆိုပြပြီးတော့သူကဂျင်ဆော့ခိုင်းတယ်။နောက်လေးကဂျင်သွားတာပြင်းတယ်အဲ့လိုမျိုးအီလေးတွေဆွဲပြီးတော့သိရမလားအဲ့လိုဖြစ်နေနေသူကဟာလာခဲ့တို့ဂျင်ဆော့ပြီးဘာလဲတော့စားမယ်အဲ့လိုမျိုး diet plan နဲ့သူကလုံးဝလင်းကိုထိန်းချောင်းနေတာပေါ့နော်အဲ့လိုမျိုးနောက်တစ်ခုကသူရဲ့ schedule တွေမှာလည်းလင်းကဘယ်ရက်ကိုဘာသွားရမယ်ဘယ်ရက်ကိုဘာတောက်ရမယ်ဆိုတဲ့ plan တွေလည်းထည့်ပေးထားတယ်။လင်းကိုလည်း body transform ဆိုလည်းသိကြိတ်တာနော်ဟာစားညံစားရတယ်နောက်နေ့မှဂျင်မှာကြိတ်တဲ့ trainer ပေါ့နော်ဆိုတဲ့ခါကျတော့ဒီလို trainer ရဲ့လှူရှာမှုတွေနင်းရဲ့ဂျင်ကလှူရှာမှုတွေကိုဒီ post မှာမြင်တောင်လို့ထည့်ပေးထားပါတယ်ရန်ကောင်းပါတယ်ဂျင် trainer နေရတယ်လိုက်ကြည့်လိုက်သမီးနေတာလားသူကတည်းကကင်မရာမန်ဖြစ်နေတာကောင်းလေးကိုဈေးလိုက်ခင်းရမယ်ကောင်းလေးကမဆုံးဘူးကောင်းလေးလည်းနားတယ်ဒီအောင်စလုံးကျွန်မဈေးတိုင်းခင်းပါလေဒီအောင်စင်ကြီးပါစင်ကြီးပါသူလည်းစင်ကြီးပါဒါမဲ့ official ကြီးရောဆက်စရာရေးသူတို့ကစင်ကြယ်ဒါပေမဲ့သူတို့စင်ငယ်ချင်းတွဲနေတာတကယ်တကယ်မရတော့